1964 ခုနှစ်မှာ Clay Paramisian Frank ဟာ New York World's Fair မှာတီထွင်သူပြိုင်ပွဲဝင်ကြမှုရောက်လာခဲ့တယ်။ဒိုင်လူကြီး Nix က Frank ရဲ့ရှေ့ပြေးပုံစံဂျက်လီရင်ဆက်ကိုတကယ်တော့သဘောကျခဲ့တာပါ။ဒါပေမဲ့ Frank ကဂျက်လီရင်ဆက်ကကောင်းကောင်းအလုပ်မလုပ်ဘူးလို့ဝန်ခံလိုက်တဲ့အခါသူချက်ချင်းစိတ်ပြောင်းသွားခဲ့တယ်။ Frank ဟာစိတ်ပြက်လက်ပြက်ထွက်ခွာခဲ့ပြီးဖခင်ကမင်းအချင်းဖြူးနေလားလို့ပြောဘူးလက်တွေကိုပြန်တွေးမိပြီးဝမ်းနဲ့နေခဲ့တယ်။ရုတ်တရက်အတီနာကသူ့အနားရောက်လာပြီးလီမော်ရောင်ရင်ထိုးတစ်ခုပေးလိုက်တယ်။ပြီးတော့သူမနဲ့ Nix နောက်ကိုဘသူမှသတိမထားမိစေပဲလိုက်ခဲ့ဖို့တောင်းဆိုခဲ့တယ်။လီအလွတ်တစင်းပေါ်ခုန်တက်လိုက်တယ်။စီးနေစင်အလဲမှာလေဆာတစ်ခုက Frank ရဲ့ရင်ထိုးကိုထောက်လန်းမိပြီးလျှို့ဝှက်ထောင်ချောက်တကားကိုဖွင့်ပြလိုက်တယ်။လီဟာမောင်မဲတဲ့စင်ကြံတစ်ခုစီဆင်းသွားပြီးခင်မော်တဲ့လှဲတစီပေါ်လာတယ်။ Frank ဝင်လိုက်တာနဲ့တကားတွေပတင်းပေါက်တွေကိုတတုကာတွေကပိတ်ဆို့လိုက်ပြီးလဲဟာအယူအမှုတုန်ခါလာတော့တယ်။လဲရပ်သွားနော် Frank ကမြူကိုတွေထူးထက်စွာဝင်းငယ်နေတဲ့ပလက်ဖောင်းပေါ်ရောက်ရှိသွားတယ်။သူအံ့ဩခါတာကအတီနာနဲ့ Nix ပါတဲ့ပြန်တန်းနေတဲ့ကားတစ်စီးဖြတ်သွားတာကိုမြင်လိုက်ရလို့ပါ။ Frank ကလိုက်ဖို့ကြိုးစားပေမဲ့ရုပ်တွေရှေ့မှာပေါ်လာပြီးသူ့ကိုတားဆီးဖို့ကြိုးစားတယ်။စေရုပ်လက်တွေကိုရှောင်ရင်အောက်ပတ်ပလက်ဖောင်းပေါ်ပြုတ်သွားခဲ့ပြီးသူ့ရဲ့ဂျက်လီရင်ဆက်လည်းကျိုးသွားခဲ့တယ်။ဖော်ရွေတဲ့စေရုပ်တစ်လုံးပေါ်လာပြီးကျိုးနေတဲ့ဂျက်လီရင်ဆက်ကိုယူပြီးပြင်ဆင်ပြီးမှ Frank ကိုဖန်ပြီးခဲ့တယ်။အဆောင်တွေအများစု Frank ကိုဖန်ဆီးဖို့ရောက်လာတာကြောင့်သူထပ်ပြီးလဲသွားခဲ့တယ်။ဒီတစ်ခါတော့စေရုပ်ပြင်ပြီးထားတဲ့ဂျက်လီရင်ဆက်ကိုဝစ်စင်ပြီးအသက်သွင်းလိုက်တဲ့အခါနောက်ဆုံးမှာတော့သူအောင်မြင်စွာပြန်တန်းလိုက်ခဲ့တယ်။ Frank ဟာမြူကိုတဲ့ကြားကနေပြန်တန်းသွားပြီးအတီနာဘေးနားရောက်ဆင်းသက်ပြီး Nix ကိုဂျက်လီရင်ဆက်ပြင်ဆင်ပြီးပြီဖြစ်ကြောင်းပြသခဲ့ပေမဲ့ Nix ကလစ်လူရှုခဲ့တယ်။ဒါပေမဲ့အတီနာက Frank ရဲ့လက်ကိုဆွဲကင်ပြီးသူ့ဘဝဟာဒီအချိန်ကစပြီးဘလို့ဖြစ်လာမလဲဆိုတာကိုပြသဖို့ခေါ်ဆောင်သွားတော့